ကြော်ကြားမှုဆိုတဲ့အရာကတလက်လက်တောင်းနေတဲ့ကင်မရာမီအလင်းရောင်တွေပရိသတ်တွေရဲ့စံထားမျှော်လင့်ချက်တွေနဲ့အမြဲတမ်းပြည့်စုံနေရမယ်ဆိုတဲ့ဖိအားတွေကနေပေါက်ဖွာလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့တခါတလေမှာတော့အရန်ကိုမှလှပလို့ချင်တာကြောင့်အပြင်လိုပြီးတော့ဖင်ချုံကရုပ်ဆိုးသွားခဲ့ရတဲ့နာမည်ကြီးဟောလိဝုဒ်တရုတ်ဆောင်မင်းသားမင်းသမီးတွေများစွာလည်းရှိနေပါသေးတယ်။မျက်နှာပေါ်ကအစိပ်ပိုင်းလေးတစ်ခုလောက်ကိုပြည့်ပြည့်လိုက်တာကများပြားလာတဲ့ပြောင်းလဲမှုတွေနဲ့ခြောက်ခြားဖွယ်ရာရလဒ်တွေကိုပေးဆွဲနိုင်ပါတယ်။အချိန်ကလူတိုင်းမြင်တာနဲ့သိကြတဲ့နာမည်ကြီးပြရောက်တွေဟာဘသူမှန်းတောင်မှမသိတော့အောင်ခွဲစိတ်မှုတစ်ခုကြောင့်ပြောင်းလဲသွားခဲ့ကြပါတယ်။ဒီနုပညာရှင်တွေကသူတို့ရဲ့လှပမှုပြည့်စုံနေဖို့များစွာသောတန်မိုးတွေကိုပေးဆက်ခဲ့ရပါတယ်။ပိုပြီးကြီးကအောင်တိုးမြင့်ဖို့လှုပ်ရှားကနေတသက်လုံးပြင်မြအောင်ရိုးဆိုးကြီးတယ်သွားခဲ့ကြပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ပရိသတ်တို့အတွက်ပိုပြီးလာအောင် plastic surgery လုပ်ရကနေပြီးတော့မလားပါပဲညနာရစရာမရှိအောင်ပျက်စီးသွားခဲ့ကြတဲ့နာမည်ကြီးနုပညာရှင်တွေအကြောင်းကိုတင်ဆက်ပေးလိုက်ရှာပါတယ်။နံပါတ်1ရာဂျီနာရစင်ရာဂျီရဲ့အကြောင်းဟာအလားပါပြပြမှုဆိုင်ရာလုပ်ငန်းစဉ်တွေမှာရင်သွားခဲ့ခြင်းဘယ်လိုမျိုးဆိုးဆိုးဝါးဝါးအထိဖြစ်သွားနိုင်တယ်ဆိုတာကိုဥပမာပြနေပါတယ်။2005ခုနှစ်မှာရာဂျီဟာသူမရဲ့မျက်နှာကိုပိုပြီးလာပါအောင်ဒါမဲဖလာထိုးသွင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လည်းသူမကိုအဲ့လိုကုသမှုမျိုးလုပ်ပေးခဲ့တဲ့ဆရာဝန်ဟာအတုဖြစ်ပြီးတော့ဖလာထည့်ပေးရမယ့်စာဘီလက်မြေတွေတာယာပိတ်တဲ့ကော်ရီနဲ့တင်းတက်စီတွေကိုရောထားတဲ့အစိတ်ရောနောတစ်ခုကိုသူမမျက်နှာတွေကိုထည့်သွင်းပေးခဲ့ပါတယ်။ဒီလိုအန်ဒီရဲ့များတဲ့ပစ္စည်းတွေကသူမရဲ့အရေးပြားအောင်မှာတင်းရင်ချောက်သိပ်သွားခဲ့ပြီးကြီးမားတဲ့အဖို့ကြီးတွေမျက်နှာချိုးစားမငြင်းညမှုတွေနဲ့ပြန်လဲပြီးတော့ပြုပြင်လို့မရတော့တဲ့ထိခိုက်ပျက်စီးမှုတွေရှိလာခဲ့ပါတယ်။မျက်နှာတင်းရင်ပြီးတော့ပြပြဖဖောင်ဖြစ်ရမယ့်စာအခုလိုမာရင်ပြုပြင်ခဲ့တာကြောင့်ရာဂျင်းရဲ့မျက်နှာပုံတရင်ပြက်ခါဖောင်းပွားနေပါတယ်။အခုလိုမျက်နှာပုံစံဆိုးဆိုးဝါးဝါပျက်စီးသွားခဲ့တာကြောင့်ရာဂျင်းဟာလူရှိကိုမထွက်ရတော့ပဲနှင်းငယ်လောက်လူမြင်ကွင်းကနေရှောင်ဖယ်ပြီးတော့နေထိုင်ခဲ့ပါတယ်။ဘာ့ရှ်လို့ခေါ်တဲ့ TV show စီစဉ်မှာသူမပြန်မပေါ်လာခင်အချိန်ထိသူမဟာမျက်နှာကိုပြန်လဲပြီးငကိုပုံစံတိုင်းဖြစ်အောင်ပြုပြင်ခဲ့ရပါတယ်။ဆရာဝန်တွေကအန်ဒီများတဲ့ပစ္စည်းချုပ်ကိုဖယ်ရှားနိုင်ခဲ့ပေမဲ့လုံးဝကြီးမဖယ်ရှားနိုင်ခဲ့တဲ့အဖိုးပိတ်တွေကတော့ရှိနေစေဖြစ်ပါတယ်။အခုလိုမျက်နှာပုံစံပြောင်းလဲသွားပြီးတော့ငကိုပုံစံကိုပြန်မရနိုင်တော့ပေမဲ့ရာဂျီကတော့ပြောင်းလဲသွားကပရိသတ်တွေရှေ့ပြန်ပေါ်လာခဲ့ပါတယ်။ရာဂျီရဲ့အခုလိုဖြစ်ပျက်ကကျမတို့ကိုမျက်နှာနဲ့ဆိုင်တဲ့အလှပနဲ့ဆိုင်တဲ့ခွဲစိတ်မှုတွေကုသမှုတွေမလုပ်ခင်မှာအမြဲတမ်းပြန်တွေးဖို့သတိပေးနေသလိုပဲဖြစ်ပါတယ်။နံပါတ်2ဒေါ်နာတယ်လာဗက်ဆာချီကမ္ဘာနာမည်အကြီးဆုံးဖက်ရှင်ဒီဇိုင်နာကုမ္ပဏီဖြစ်တဲ့ဗက်ဆာချီလုပ်ငန်းစုကိုတည်ထောင်ခဲ့တဲ့မိသားစုဝင်တဦးဖြစ်သူဒေါ်နာတယ်လာဗက်ဆာချီဟာနာမည်ကြီးဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ဖက်ရှင်လောကမှာဆိုရင်သူမရဲ့ဩဇာတက္ကမကအတော်လေးကိုကြီးမားပါတယ်။ဒါပြင်နာမည်ကြီးရဲ့အထက်မှာသူမရဲ့မျက်နှာကလည်းထိဆုံးကနေပါဝင်နေပါတယ်။ဒီလိုနာမည်ကြီးတဲ့ပုံစံမျိုးကိုတော့သူမကလှုပ်ကျင်ခဲ့တာမဟုတ်ပါဘူး။မူလအစတော့ကဗက်ဆာချီဟာလူတွေကိုဆွဲဆောင်နိုင်တဲ့အီတလီဆက်ဆန်လှပမှုမျိုးရှိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့အချိန်တွေကြာလာတဲ့ညသူမရဲ့ရုပ်သွေးပြင်ဟာလည်းကြောင်းလဲလာခဲ့ပြီး2000ခုနှစ်စောပိုင်းကာလချိန်ကိုရောက်တဲ့အခါမှာတော့သူမကအလှပပြုပြင်ရေးကုထုံးတော်တော်များကိုပြုလုပ်နေပြီဖြစ်ပါတယ်။အတေးအမှာတည်တာတွေပြောင်းလဲမှုတစ်ခုဟာသူမရဲ့နှာခေါင်းတွေဖြစ်ပြီးတော့ပွားနေတဲ့အခြေအနေကနေပို့ပြီးကျင်းမြောင်းကနှာရဲပေါ်တဲ့အသွင်ပြင်ဖြစ်အောင်လို့ပြုပြင်ခဲ့ပါတယ်။သူမကအဲ့လိုနှာခေါင်းမျိုးရရှိဖို့အတွက် rhinoplasty လို့ခေါ်တဲ့ခွဲစိတ်မှုမျိုးကိုပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်မျက်နှာမှာ face lid တွေအများပြားထည့်ထားတာကြောင့်အသက်ကြီးရင်လာတာအရေးပြားကတွဲကြတာမျိုးမရှိပဲဖျောင်းတွေလိုကတ်နေပါတယ်။သူမရဲ့နှာခမ်းတွေကလည်းခွဲစိတ်မှုတွေဆီလီကွန်ထည့်သွင်းမှုတွေကြောင့်ပို့ပြီးတော့ကြီးလာကတာမန်နဲ့မတူပဲပို့ပြီးတော့ဆူဖြိုတဲ့နှာခမ်းတွေဖြစ်လာခဲ့ပါတယ်။အထေကမှအကြီးမားဆုံးပြောင်းလဲမှုကတော့သူမရဲ့ပါးတွေဖြစ်ပြီးအရန်ကိုမှမြန်မာကပြည့်နေတာကိုတွေ့ရပါတယ်။ဒါကလည်းဖလာရီအများပြားထည့်သွင်းတာရဲ့နောက်ဆက်တွဲကျိုးဆက်တွေပဲဖြစ်ပါတယ်။ဒါပြင်ဒေါ်နတယ်လာဟာ rhinoplasty လို့ခေါ်တဲ့မျက်ရည်တွေတွဲမကျစေအောင်လုပ်ပြီးတဲ့ခွဲစိတ်မှုကိုလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ငကိုကလာပါခဲ့တဲ့အီတလီဆက်ဆန်အလှပတွေပျောက်ကွယ်သွားခဲ့ပါတယ်။သူမကများစွာသောဝေဖန်မှုတွေခံရခဲ့ရသလိုသူမလိုလိုက်လို့ခြင်းနဲ့သူမကိုအားကြတဲ့သူတွေလည်းအများကြီးရှိခဲ့ပါသေးတယ်။နံပါတ်3 Egan and Grika Botano Egan နဲ့ Grika Botano တို့အမွှညီကိုဟာ1980ခုနှစ်တည်းကထုတ်လွှင့်ခဲ့တဲ့သူတို့ရဲ့အောင်မြင်တဲ့သိပ္ပံဆိုင် TV show ကြောင့်နာမည်ကျော်ကြားခဲ့ပါတယ်။ဒါပေမဲ့နေ့တည်ကြတဲ့အခါမှာဒီအမွှညီကိုဟာသူတို့လုံးဝပြုပြင်ပြောင်းလဲလိုက်တဲ့အလားပါရေးရပြုပြင်မှုတွေကြောင့်နာမည်ထိခိုက်သွားခဲ့ကြပါတယ်။မူလာစာကသူတို့ရဲ့ချုံမြတဲ့မေယိုမြင်မာတဲ့ပါးပြင်ယိုနဲ့အခြားသွေးပြင်တွေကိုအားကျခဲ့တဲ့သူတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့1990ခုနှစ်နောက်ပိုင်းကာလတွေမှာသူတို့ရဲ့သွေးပြင်တွေကပို့ပြီးတော့ဆိုးဝါးလာခဲ့ပါတယ်။အဲချိန်မှာသူတို့နှစ်ယောက်အလားပါရေးရခွဲစိတ်မှုတွေစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းလူထုကိုအသိပေးခဲ့ပါတယ်။ပြုပြင်ပြောင်းလဲမှုတွေကမှသိတာတဲ့ချက်တစ်ခုကတော့အရန်ကိုမြင်မာနေတဲ့သူတို့ရဲ့ပါးပြင်ယိုတွေဖြစ်ပါတယ်။ဒါပြင်သူတို့ရဲ့မိစေ့တွေကလည်းမတရားကိုမှရှေ့ထွက်နေပြီး
နှက်ခမ်းတွေကလည်းတဘာဝမကြလောက်အောင်ကိုဆူထွက်ကြီးမာနေပါရီသူတို့တွေအနေနဲ့ဘိုတောက်စ်နဲ့မျက်နှာတွေကိုဖစ်လာတွေထည့်သွင်းခဲ့တယ်ဆိုတာအရန်ကုန်မှတည်တာထင်ရှားနေပါရီ1999ခုနှစ်တုန်းကကင်းရုပ်ရှင်ပွဲတော်ကိုတက်ရောက်ခဲ့တဲ့သူတို့ညီကိုတွေရဲ့မျက်နှာဟာအရန်ကိုဖောရောက်နေခဲ့ပြီးပရိသတ်တွေကြားမှာသူတို့တွေဘာလို့အခုလိုပုံပေါက်နေကြတာလဲသိချင်တဲ့သူတွေအတော်လေးကိုမှညပြသွားခဲ့ပါရီလူတွေကတော့သူတို့ကိုကြိုးစားရှုံးတဲ့တူတွေပြောကြပြီးဝေဖန်မှုတွေလည်းအများအပြားခံခဲ့ရပါရီဒါပေမဲ့လည်းသူတို့လိုခွဲစိတ်ပြပြခြင်းတဲ့သူတွေကလည်းဒူးနဲ့တီပြေလို့နေပါသေးတယ်ကဲပရိသတ်တို့ရဲ့ခုဗီဒီယိုထဲမှာတော့ပရိသတ်တို့အတွက်နာမည်ကြီးနုပညာရှင်တွေ plastic surgery လုပ်ရကနေဘလို့ရုပ်ပြက်ဆင်းပြက်ပုံစိုးပန်းစိုးဖြစ်ကုန်ကြတဲ့ဆိုတာကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ပရိသတ်တို့ကြည့်ရှုသူတွေထဲမှာမျက်နှာကိုခွဲစိတ်ပြပြင်ဖို့ဆုံးဖြတ်ထားတဲ့သူရှိရင်ကျွမ်းကျင်တဲ့ဆရာဝန်တွေတက်သည့်နားလည်ပြီးတော့မှန်ကန်တဲ့ဆရာဝန်တွေစီမှာသာခွဲစိတ်ကြဖို့နဲ့ခွဲစိတ်ခင်မှာလည်းပြန်လည်စဉ်းစားကြဖို့တိုက်တွန်းလိုက်ပါတယ်အခုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါဒီနေ့တော့လောက်နေပဲနှုတ်ဆက်ခဲ့ကြပါတယ်